Hi guys အားလုံးမင်္ဂလာပါကျွန်တော်ဒီတော့တွင်းကတော့ကလပ်ပွဲလည်းပြီးပြီ Arsenal ပွဲလည်းမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကမ္ဘာဖလားလည်းမကြခင်လာတော့မယ်ကမ္ဘာဖလားမလာခင်ဆက်ကြမှာကျွန်တော်တို့ transfer နဲ့ပတ်သက်တဲ့သတင်းတွေရှိမယ်အသတင်းတွေရောနည်းတယ်ပေါ့နော် Arsenal နဲ့ပတ်သက်တဲ့သတင်းတွေပို့ပြီးတော့နည်းပါတယ်ကျွန်တော် transfer rumor တွေလောက်ပဲရှိမယ်ပေါ့ဗျာလက်ရှိအချိန်တွေကိုကြည့်ရတော့ဒီကမ္ဘာဖလားမတိုင်ခင်လည်းကျွန်တော်ကြီးမား transfer တစ်ခု confirmဖြစ်ပေါ်တော့မလွယ်တော့ဘူးကဖလာပြီးမှပဲအသင်းအနေနဲ့စလှုပ်ရှားကြမယ်လို့ကျွန်တော်လည်းထင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့မှာဘာကြောင့်ပြောချင်တာလဲဆိုတော့ကျွန်တော်တို့နော်ဒီမနေ့ကျွန်တော်တို့အားလုံးတွေ့လိုက်မယ့်သတင်းတစ်ခု Robin van Persie သူနီးပြပေါ်ကနေထောက်ခံရတယ်ပေါ့ဗျာနော်ကျွန်တော် Pharmacy နဲ့ပတ်သက်ရင်တော့ကျွန်တော်တနေ့ Arsenal နဲ့ပတ်သက်တဲ့ Arsenal ပရိသတ်တွေကျွန်တော်နဲ့တို့ကြားသူ့မှာကြားမှာရှိတဲ့ကိစ္စတွေကိုထည့်ပြောချင်တာမဟုတ်ပါဘူးကျွန်တော်ရဲ့အဓိကဒီနေ့တော့ topic ကတော့ကစားမဘွားမှာအောင်မြင်ခဲ့တဲ့ကစားသမားတော်တော်များများပေါ့နော်နီးပြဘွားမှာဘာလို့မအောင်မြင်တာလဲဆိုတဲ့ရှုထောင့်လေးကိုကျွန်တော်သုံးသပ်ဆွေးနွေးကြည့်မယ်ပေါ့နော်အဲ့တော့အမှန်တိုင်းဝန်ခံရရင်ကျွန်တော်ဒီအကြောင်းအရာကို content လုပ်ဖို့ကျွန်တော် AI အကိုအကာအများကြီးသုံးထားရပေါ့နော်ကျွန်တော် AI ကိုမေးပြီးတော့ကျွန်တော်ဖတ်ထားတာရှိရပေါ့နော်เนาะအများကြီးအဲ့အကိုအကာတွေအများကြီးသုံးထားတယ်ဆိုတဲ့အကြောင်းကျွန်တော်ပထမဆုံးဟိုဖြစ်ချင်တယ်အသိပေးချင်တယ်ပေါ့နော်ဟုတ်ရတော့နီးပြတေအနေနဲ့ကစားမဘွားမှာတတိကျအောင်မြင်ခဲ့တဲ့ကစားမတော်တော်များများနီးပြဘွားမှာဘာလို့မအောင်မြင်လဲလို့ကျွန်တော်လေ့လာကြည့်တဲ့အချိန်မှာကျွန်တော်အခြေခံအချက်တွေတော့အများကြီးရှိရပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အချက်ကြီး၃ချက်တော့တည်ပထမအချက်ကကြတော့ကစားမတွေအနေနဲ့သူတို့ရဲ့နီးပြသူတို့လွယ်လွယ်ကူကူလုံနိုင်တဲ့အရာတွေရှိရဗျာဥမာ theory honorary ပဲထားเนาะဘောလုံးဘယ်လိုလှည့်ထွက်လိုက်မယ်တိုက်ဆက်မှုတရားအနေနဲ့ဘယ်လိုနေရာယူလိုက်မလဲဘယ်လိုကန်လိုက်မလဲဆိုတော့ तू ကကောင်းကောင်းသိရဒါပေမဲ့သူ့အသင်းမှာကစားမတွေကို तू train ပြီးတဲ့ तू နီးပြဘောမှာမအောင်မြင်ဘူးเนาะ honorary ဆိုလဲမိုနာကိုမှာထောက်ခံရတဲ့အဆင်မပြေဘူးပေါ့ဗျာအခုဆိုရင် तू bandage ဘောနဲ့ပဲဆက်သွားဖို့များနေရပေါ့เนาะဒါကျွန်တော် Arsenal လက်ချက်ပါဒါပေမဲ့ကစားမတွေအနေနဲ့သူတို့ကစားမဘောမှာတဲ့လွယ်ကူခဲ့တဲ့အရာတွေကဒီနီးပြပြန်လုပ်ခဲ့တဲ့အချိန်မှာသူတို့ပြန်နီးပြပေးရတဲ့ကစားမားတွေကိုသူတို့စိတ်မရှိဘူးပေါ့ဗျာเนาะစိတ်မရှိဘူးဒါဒီလောက်လွယ်လေးတော့မလုပ်တတ်ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့သူတို့အမြင်သူတို့ရဲ့မသိစိတ်ထဲမှာမြင်ကြတယ်တဲ့အဲ့တော့သူတို့ဒီ train ပေးတဲ့နေရာတွေမှာလည်းတော်တော်များများဟို man management ပိုင်းတွေမှာလည်းသူတို့အတွက်လွယ်နေတဲ့အရာတွေကကစားမားတွေအတွက်ဘာလို့ခက်နေရလဲဆိုတော့ရှုတော့နေသူတို့တွေးတတ်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကစားမတွေကိုပြန်နီးပြဖို့အတွက်မှာနည်းနည်းအခက်ခဲရှိရပေါ့ဗျာသူတို့အတွက်လွယ်နေကစားမတွေကဘာလို့မင်တာလီကနေရာကိုဘာလို့အဲ့လိုယူရလဲဆိုတော့ဟာမျိုးတွေအမြင်ပြီးတော့အဲ့လိုမျိုးအမြင်ရှိလို့ပေါ့ဗျာနောက်တစ်ခုကကြတော့သူတို့အားလုံးဒီ skill ပေါ့နော်ဘောလုံး skill ကိုပိုင်နိုင်ကျွမ်းကျင်ကြတယ်ဒါကြောင့်လည်းကပောက်မှာတကယ်တကယ်ကစားမတွေဖြစ်ခဲ့တာပေါ့ဗျာဘောလုံး skill ကိုပိုင်နိုင်ကျွမ်းကျင်ကြပြီးတော့ဒီတစ်ဖက်မှာဒီ man management လို့ခေါ်တဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုပါပေါ့အစီမံခန့်ခွဲရေးပညာရပ်မှာသူတို့အနေနဲ့ကစားမတွေစီမံခန့်ခွဲရေးပညာရပ်မှာတော်တော်အားနည်းတာတွေ့ရတယ်မအောင်မြင်တဲ့ဒီထိတ်တိတ်ကျဘောလုံးမားတွေပေါ့အဲ့တော့မာရာဒိုနာတို့ဘာလို့လဲပါတယ်ဗျသူအာဂျင်တီးနားကို2017လားမသိဘူးကိုင်နေဂျာမနီကို 4-0 နဲ့ရှုံးပြီးတော့လားမသိဘူးထွက်ရတယ်ပေါ့ဗျာအဲ့တော့မာရာဒိုနာလိုတကယ် greatest of all time စရင်ဝင်ကစားမတယောက်အနေနဲ့တော့မှနီးပြဘောမှာမအောင်မြင်ဘူးဆိုတော့ဒီဟာကလည်းဘောလုံး skill ကောင်းပြီးတော့တစ်ဖက်မှာ man management ဘိုင်းမှာညံ့တယ် man management ဘိုင်းမှာသူတို့ကောင်းကောင်းမကင်တွယ်တက်လို့ဒီနီးပြဘောမှာမအောင်မြင်ဘူးပေါ့ကြာရှုံရရပေါ့ဗျာပြီးတော့ကစားမဘောမှာတိတ်ချင်းအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ငယ်စဉ်ကတည်းကတကယ်အခြေခံကြတဲ့နီးပြတွေအတင်းအနောက်ွယ်မှာကင်တွယ်ရတဲ့management နေပုံဖွဲ့နေပတ်သက်ပြီးသူတို့အတွေ့အကြုံသိမရှိဘူးတဲ့။ဘာလို့ဆိုလို့ကျင်လာလဲဆိုတော့ဒီခေတ်မှာအရင်ခေတ်ကဆိုတော့ကစားမတရား35 36လောက်ထိကန်တယ်။ပေါ့ဗျာဒီခေတ်မှာရိုနယ်ဒိုတို့ဘာလို့ဆိုလဲ40လောက်ထိကန်တယ်ဗျာ။နော်ဟုတ်ပြီအဲ့တော့ဒီကစားမတွေအနေနဲ့ကြည့်မယ်ဆိုရင်တောက်လျှောက်မှာသူတို့အနေနဲ့ဒီဘောလုံးသမားကောင်းတယောက်ဆိုတဲ့ကုံပုတ်ကိုပဲသူတို့ကာကယ်ဖို့ဂိုးတွေအများကြီးတွင်မယ်ခံစစ်ဆိုရင်လည်းသူ့ရဲ့ quality ကိုတောင်းလုပ်မယ်ကွင်းလဲဆိုလဲသူ့ရဲ့ vision တွေကိုကောင်းအောင်လုပ်မယ်ပေါ့ဗျာပြောချင်တဲ့ပဲသူတို့အသက်အရွယ်တော်တော်များများကိုဒီဘောလုံးနီးပြတယောက်လုံးရမယ်နော်
ပညာရက်တွေဒီစီမံခန့်ခွဲရေးပညာရက်တွေ man management လို့ခေါ်တဲ့ကစားသမားတွေပေါ်ကင်တွယ်မှုပညာရက်တွေဒီနီးစနစ်ပိုင်းဆိုင်ရာတွေပေါ့နော်ဒီအရာတွေကိုကောင်းကောင်းသူတို့အနေနဲ့ကစားမတယောက်အနေနဲ့ပဲရှုမြင်ခဲ့ရပြီနီးပြတယောက်အနေနဲ့သူတို့သင်ခဲ့ရတာမဟုတ်တဲ့အတွက်အတွေ့အကြုံပိုင်းမှာအားနည်းချက်တွေရှိပြီးတော့သူတို့မအောင်မြင်တာအဲ့ဟာမှာဘယ်လိုလူပါလဲဆိုတော့ဥပမာကျွန်တော်တို့ဒါပါတော့ဟို rank gate တို့ဘာလို့ပေါ့နော် rank gate တို့ဘာလို့ဆိုလဲတော်တော်ဟိုအသက်ကြီးတဲ့အထိဘောလုံးစော့သွားရဗျာနော်ကျွန်တော် Ferdinand တို့ Bosco တို့ Lambert တို့အပါအဝင်ပေါ့ဗျာသိလားအဲ့တော့အခုခေတ်မှာအောင်မြင်နေတဲ့နီးပြတွေကိုကြည့်လိုက်ဥပမာအောင်မြင်နေဆိုတာနည်းနည်းဟုတ်ချပေါ့ဒီဘောလုံးကဘာမှာနေရာတစ်ခုရနေတဲ့နီးပြကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် Ruben Amorim တို့ကျွန်တော် Iraola တို့เนาะကျွန်တော်တို့အခုခေတ်အခြေအနေเนาะပြီးတော့ကျွန်တော် Nagelsmann တို့เนาะ Adida တို့ရှိမယ်ပြီးတော့ဘယ်လိုရှိအောင်လဲဟိုဟာ Arne Slot တို့เนาะဒါကောင်းတာပြောမှာမဟုတ်တော့လက်ရှိခေတ်မှာကျင်လည်နေတဲ့နီးပြပြီးတော့ Enzo Maresca တို့ဒီနီးပြတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်ကစားမဘွားမှာလက်ကျဲအောင်မြင်ခဲ့တဲ့ကစားမတွေမဖြစ်ခဲ့ပဲနဲ့တာမန်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပုံစံမျိုးပဲဖြစ်ခဲ့ဒါပေမဲ့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့ experience တွေကိုကြည့်မယ်ဆိုရင်အခုမှကစားမဘွားကနေအနားယူပြီးတော့နီးပြထားဥပမာထားပါဦးလူကာမိုဒရစ်ပေါ့ကစားမဘွားကနေအနားယူပြီးနီးပြထားလို့မယ်သူနဲ့တက်တူရွယ်သူတန်းမှာဒီ Ruben Amorim တို့ဘာလို့နဲ့ရှင်သူကအတွေ့အကြုံပိုင်းမှာအများကြီးအားနေသွားပြီ Nagelsmann တို့ပါအောင်လဲရှင်အတွေ့အကြုံပိုင်းမှာအများကြီးအားနေသွားပြီဆိုလို့ချင်တာအဲ့လိုမျိုးဗျဥမာအဲ့ဒါအတွက်အယိုးရှင်းဆုံးဥမာရှိအဲ့ဒါတော့ Mikel Arteta ပဲ Arteta ဆိုရင်လည်းသူကစားမဘွားမှာသူအနားယူတဲ့အချိန်ကနည်းနည်းစောတယ်လို့ပြောလို့ရတယ်ဗျအဲ့အချိန်မှာသူပတ်ကွာဒီယိုလာလက်အောက်ရောက်သွားပြီးတော့နီးပြသွားလောက်တယ်အမှသူအတွေ့အကြုံတွေအများကြီးရပြီးတော့သူ Arsenal ကိုကင်တွယ်တဲ့အချိန်မှာသူရဲ့စောစီသက်သေပြခွင့်ပြအဓိကတော့အတွေ့အကြုံတွေကစကားပြောသွားတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကတော့ကျွန်တော်လေ့လာထားတဲ့နီးပြတွေဘာလို့မအောင်မြင်လဲဆိုတော့အရေးကြီးတဲ့အချက်၃ချက်ကိုကျွန်တော်ပြောသွားတာဒါကျွန်တော်ရဲ့ opinion ပေါ့နော်ကျွန်တော်အတွေးလည်းရှိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကနည်းနည်းလေးဘဝနဲ့ချိန်ထိုးပြီးတော့ပြောလိုက်မယ်ပေါ့ဗျာအဲ့တော့တချို့တွေကြောင့်လည်းပါရမီကြောင့်တချို့တွေကြောင့်လည်းအရန်စူးစမ်းရတဲ့မဖြစ်တဲ့လူတွေရှိတယ်ကစားမဘဝမှာတတိကျအောင်မြင်ပြီဆိုရဲသူတို့မှာ ego တစ်ခုတော့ရှိရပေါ့ငါဘာကောင်ဆိုတဲ့ ego ရှိရတယ်အဲ့တော့နီးပြဖြစ်လာရင်လည်းအဲ့ဟာကိုသူတို့ကအခန်းထဲကိုတည်လာတယ်နီးပြနော် dressing room လည်းဖြစ်ဖြစ် training ကိုဖြစ်ဖြစ်သူတို့တည်လာမှာပဲအနေနဲ့များတော့ငါ Thierry Henry ကွာငါ Pirlo ကွာငါ Maradona ကွာသိမလားငါ Gattuso ကွာဒါမျိုးတွေကိုကွင်းထဲကိုသူတို့ကစားမတွေစီသူတို့တည်လာပြီးတော့တခုဆိုရင်သူတို့မှာဘယ်လိုပြောမလဲမင်းငါ့ကိုချီရလာမတိုင်းနဲ့ငါဒီကောင်ကွာဆိုရဲငါဆိုတဲ့အစွဲတစ်ခုကသူတို့မှာပါလာတယ်ဗျာသူတို့ရဲ့ကစားမဘွားမှာအောင်မြင်ခဲ့တဲ့ဂုဏ်ကြောင့်ဥမာထားပါတော့ Iraola တို့မှာ Adida တို့ဆိုရင်တုံတုံကောင်းတဲ့ကစားသမားတွေကိုသူတို့အနေနဲ့ငါရဲ့အောင်မြင်ခြင်းဒီငါနီးပြဘွားမှာအောင်မြင်အောင်လုပ်မှရမယ်အဲ့ဒီအတွက်သူတို့တေချာလုပ်တယ် man management ကောင်းကောင်းကင်တွယ်ပြီးတော့ဒီနေရာမှာနာမည်ရမှသာသူတို့က top ဆိုရယ်တကယ်သူတို့ဘဝရဲ့ achievement level နောက်တစ်ဆင့်ကိုတက်နိုင်မှာဖြစ်တယ်ပေါ့နော်အခုကစားမဘွားမှာအောင်မြင်ခဲ့တဲ့ကောင်တွေကြတော့ okay ငါတို့ရတယ်ငါတို့မအောင်မြင်ခဲ့လေဒီနီးပြဘွားမှာမကြရှုံးလဲ honorary ဖြစ်နေမှာပဲ PR လို့ဖြစ်နေမှာပဲဆိုတော့အမြင်သူတို့မှာသူတို့ရဲ့တိစိတ်ဒါမှမဟုတ်မတိစိတ်ထဲမှာတခုရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်လည်းအများစုကအဲ့လိုမျိုးလာမဘွားမှာအောင်မြင်တဲ့လူတွေကကြာရှုံးရတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်အဲ့တော့ဒီပြဘွားမှာကြာရှုံးတယ်ထင်တယ်အဲ့တော့ညီကိုတော့ဘယ်လိုမြင်လဲကိုမြင်လေးတွေကို comment သုံးသပ်ဆွေးနွေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် see you guys